အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒေါက်တာဖြိုးတီဟာရေးသားထားတဲ့သူတစ်ပါးထိခိုက်ပျက်စီးတာမြင်ရရင်ဝမ်းသာမိတဲ့စိတ်ဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြချင်ပါတယ်ရှင်သူတစ်ပါးထိခိုက်ပျက်စီးတာမြင်ရရင်ဝမ်းသာမိတဲ့စိတ်Schadenfreude ဆိုတဲ့ဂျာမန်စကားလုံးရှိတယ် Schaden ဆိုတာကထိခိုက်ပျက်စီးမှုFreude ကတော့ပျော်ရွှင်မှုလို့အဓိပ္ပာယ်ရတယ်။ဒါကြောင့်ဒီနှစ်ခုကိုပေါင်းလိုက်တော့သူတစ်ပါးထိခိုက်ပျက်စီးတာမြင်ရတဲ့အခါကိုယ်မှာပျော်ရွှင်တဲ့စိတ်ဖြစ်လာခြင်းကိုဆိုလိုတာပါ။လူသားတွေရဲ့ဓာတ်စိုက်တစ်ခုပဲဆိုပါတော့ဒါမျိုးကမနာလိုစိတ်လိုပဲကိုယ်မှာရှိနေပေမဲ့ဝန်မခံချင်ကြတဲ့စိတ်မျိုးပေါ့။ငါမှမရှိဘူးသူများမှာသာရှိတယ်လို့ပြောတတ်ကြတယ်။သို့တော်လည်းကျွန်တော်ထင်တယ်လူ100မှာ99.9%ကတော့အဲ့လိုစိတ်မျိုးတစ်ကြိမ်မဟုတ်တစ်ကြိမ်ဖြစ်ဘူးကြမယ်ထင်ပါတယ်။ပေါ်တင်မပြောတဲ့သူရဲ့ပြောတဲ့သူရဲ့သတိမထားမိတဲ့သူရဲ့သတိထားမိပြီးငါဒီလိုတော့မဖြစ်သင့်ဘူးလို့ထိန်းတဲ့သူရဲ့ပဲကြွာကြလိမ့်မယ်။အထူးသဖြင့်အခုလိုကာလမှာပိုဆိုးတာပေါ့ကိုနဲ့ဗတ်မတူသူတွေထိခိုက်နစ်နာတာမြင်ရင်ရေပေါ်စီတွေဒေါ်လာဈေးတက်လို့အော်နေတာမြင်ရင်နည်းနည်းတော့ပျော်သွားကြတယ်မဟုတ်လားပြောမယ်ဆိုလူတွေမှာတွေ့ရတတ်တဲ့တုံ့ပြန်မှုတစ်ခုပါပဲမကြာခဏဆိုသလိုဖြစ်နေရင်ကာလတာရှည်ဖြစ်နေရင်သာသတိထားသင့်တာဖြစ်ပါတယ်တခါတလေပေါ်လာတဲ့စိတ်လားကိုယ့်ရဲ့ဇယိုက်လက္ခဏာလိုကိုဖြစ်နေပြီလားဒီလိုတော့ကွာခြားမှုရှိပါတယ်လူတွေကိုညှဉ်းပန်းနှိပ်စက်တဲ့သူတွေဂွင်းဆက်လူသက်သမားတွေနာဇီတွေဖက်စစ်တွေမှာလည်းဒီစိတ်ကိုတွေ့ရတတ်တယ်လူတယောက်ဆင်းရဲဒုက္ခရောက်နေတာကိုထိုင်ကြည့်ပြီးအရသာခံကြတာပေါ့စဉ်းစားကြည့်တာမန်လူတယောက်မကြည့်ရတဲ့မြင်ကွင်းကိုသူတို့ကဒစိမ့်စိမ့်ထိုင်ကြည့်နေကြတာဒါကြောင့်ဒီစိတ်ဟာ sadism narcissism psychopathy တို့နဲ့ဆက်နွယ်နေတယ်ပြောပါတယ်အတင်းအဖျင်းတွေအညစ်အဟောက်တွေပွဲတွေကိုကြိုက်ကြတာလဲဒီသဘောပဲလူတွေကဝိုင်းဆဲနေတာကဲ့ရဲ့နေတာမြင်နေရတာကိုအဲ့ဒီမှာမှအစဲခံရသူကအောင်မြင်နေသူချမ်းသာနေသူကိုယ့်ထက်သာနေတဲ့သူကိုကြည့်မရတဲ့သူဖြစ်နေရင်ပိုတောင်ဆိုသည်ရဲစရာရေးသလိုလိုနဲ့ကိုပါဝင်ပြောအစင်းဘိန်းတက်လုံးမိတတ်ကြတယ်ကိုကမန်ယူဖန်ဆိုလီဗာပူးအာဆင်နယ်ဒီလိုအသင်းတွေကိုကြည့်မရဘူးအဲ့ဒီအသင်းတွေရှုံးလို့လောင်နေပြီဆိုကြိတ်ဝမ်းသာနေရောကို့အသင်းကနိုင်သွားတာလည်းမဟုတ်ဘူးနော်ပြိုင်ဘက်ကတခြားအသင်းဒါပေမဲ့အဲ့ဒီလိုရှုံးနှိမ်သွားတာမြင်နေရရင်ကို့အသင်းဖလားရတယ်လို့သဘောကျနေတာပြောရရင်ဥပမာတွေမကုန်နိုင်ဘူးဂျပန်မှာဆိုရိုးစကားတောင်ရှိတဲ့ The misfortune of others tastes like honey တခြားသူတွေရဲ့ကံဆိုးတာကိုမြင်ရတာပြားရည်လို့ချိုတယ်တဲ့လူတွေကကိုယ့်ထက်နှိမ်မာတဲ့သူကိုကူညီရတာကြိုက်ကြတယ်မြစ်တာဂယုဏတွေကြောင့်ဖြစ်တယ်လို့တစ်ဖက်မှာလည်းကိုကအပေါ်စီးကားဆိုတဲ့ခံစားချက်ကိုလည်းပေးတာကိုမြင့်တဲ့သူကိုမုရိတာပွားရတာကြတကယ်မလွယ်ဘူးမြင့်နေဆိုတာမှအမျိုးမျိုးရှိသေးတာဒီလိုကာလမှာတွေ့ရတတ်တာတစ်ခုဆိုကိုယ့်ထက်ဒီလူကပိုလုံနိုင်နေတယ်အများကဒီလူကိုကိုယ့်ထက်ပိုချစ်ခင်နေတယ်ဆိုရင်ပဲကြည့်မရတာမျိုးပေါ့ဒါတောင်ဘတ်တူတဲ့သူအချင်းချင်းတော့အဲ့ဒီအခါပျက်စီးစေခြင်းနဲ့ထိခိုက်စေခြင်းနဲ့နာမည်ပြတ်စေခြင်းနဲ့ကိုယ်တိုင်ကမလုပ်ရင်တော့တခုခုပွဲဖြစ်ပြီးဆိုတဲ့အခါတိတ်တိတ်ကလေး
ဝမ်းသာနေမိတတ်တယ်။ဒါကြောင့်ကိုမညာဖို့ဟာတိတ်အရေးကြီးတယ်ပြောရတာ။ Schadenfreude နဲ့ဆက်နွယ်နေတဲ့စိတ်ခံစားချက်ကိုလည်းသူတေတီတွေကပြောထားပါတယ်။နံပါတ်1ခက်ထန်ကြမ်းတမ်းမှုအစုအဖွဲ့အပေါ်မှာအခြေခံပြီးဖြစ်တည်လာတဲ့စိတ်ဖြစ်ပါတယ်။ကိုနဲ့မတူတဲ့အခြားအဖွဲ့ထိခိုက်ပျက်စီးမှာကိုမြင်ကျင်တာအဲ့လိုမြင်ရရင်ပျော်နေတာမျိုးပေါ့။နိုင်ငံရေးယုံကြည်ချက်မတူရင်ဘာသာမတူရင်လူမျိုးမတူရင်အသားအရောင်မတူရင်အားပေးတဲ့ဘောလုံးအသင်းမတူရင်စတဲ့ group identity ပေါ်မူတည်ပြီးဖြစ်လာတာပါနံပါတ်2ပြိုင်ဆိုင်မှုဒါကတော့ရှင်းပါတယ်ကိုပြိုင်ဘက်ကြဆုံးပြီဆိုဝမ်းသာကြတာမျိုးပေါ့ interpersonal level ဖြစ်တယ်အထူးသဖြင့်ကိုလေးစားမှုအားနည်းသူတွေတိမ်ငယ်စိတ်များတဲ့သူတွေအတ္တကြီးတဲ့သူတွေမှာပိုဖြစ်လိမ့်ရှိတယ်။နီးမှန်လမ်းမှန်နဲ့မကြိုးစားတော့ဘူး။တစ်ဖက်လူကိုဖြိုချပြီးမှကိုတိဆောက်ဖို့ပဲစဉ်းစားနေတယ်။နံပါတ်3တရားမျှတမှုလောကကြီးကမတရားဘူး။စင်းရဲချမ်းသာလူရန်စားမညီမျှမှုတွေကမြင်လို့ရှုလို့တော့မကောင်းဘူးတချို့ကထားစရာမရှိအောင်ချမ်းသာတယ်တချို့ကစားစရာမရှိအောင်ဆင်းရဲတယ်တချို့ကနန်းတော်တမျှကြီးတဲ့အိမ်မှာခန်းနာနာတချို့ကဘုံကိုချင်းထဲမှာနွမ်းပါပါတချို့ကဘားသွားကလတ်တက်သူတို့နဲ့အသက်တူအရွယ်တူလူငယ်တချို့ကတော့ဓားသွားပေါ်မှာအသက်ဆက်နေကြရတယ်ဒီအခါမမျှတဘူးလို့မြင်တယ်မကောင်းတဲ့လူတွေနေစိတ်တဲ့သူတွေထိခိုက်နစ်နာနေတာကိုမြင်ချင်တယ်ရုံမာတဲ့လူတွေအပြစ်ပေးခံရတာလိုချင်တယ်တကယ်ဖြစ်လာတဲ့အခါကျေနပ်တယ်ဝမ်းသာတယ်အားရတယ်တူပြောရရင်ကိုနဲ့ဗတ်မတူသူတွေကိုပြိုင်ဘက်တွေမကောင်းတဲ့လူတွေထိခိုက်နစ်နာတာမြင်ရရင်ပျော်နေတဲ့စိတ်ကိုခေါ်တာပါပဲအခုကာလမှာတော့အတော်လေးအတွေ့ရများတဲ့ထင်မိတယ်နိုင်ငံရဲ့အခြေအနေနဲ့လဲဆိုင်တာပေါ့ဘဝတွေကအစစ်မပြေနေတော့တူးချင်းအလိုက်ပျက်စီးစေလိုတာလဲပိုများလာတယ်အဲ့လိုမဟုတ်ရင်တောင်ပထမအချက်နဲ့တတိယအချက်ကြောင့်တော့ဝမ်းသာတဲ့စိတ်ဖြစ်မိကြတာပဲဆရာတယောက်ပြောသလိုပြောရရင် normal response to abnormal situation ပုံမှန်မဟုတ်တဲ့အခြေအနေမှာတွေ့ရတတ်တဲ့တုံ့ပြန်မှုတွေပဲဆိုပါတော့ဒီနေ့ကဘာမှာခင်မစားတော့တဲ့ zero sum game လို့ခေါ်တဲ့ပွဲကိုဆွနေနေရတယ်win-win situation ကိုဖန်တီးဖို့ဆိုတာမဖြစ်နိုင်တော့တာမို့နင်နိုင်ငါရှုံးသို့မဟုတ်ငါနိုင်နင်ရှုံးလမ်းစဉ်ကိုရွေးထားရတယ်ဒီအခါ group identity တွေကပိုအားကောင်းလာတယ်လုံးဝမတရားတဲ့မမျှတတဲ့အခြေအနေကြီးလည်းဖြစ်နေပြန်တယ်လုံးစုံများစွာတတ္တဝါတိုင်းအပေါ်မေတ္တာထားလို့မရတဲ့ခေတ်ဖြစ်လာတယ်သို့တော်လည်းတိတ်လွန်ကြုံမသွားအောင်ထိန်းနိုင်ရင်တော့ကောင်းပါတယ်မဟုတ်ရင်ကိုရီစောင့်ထိန်းရမယ့် principle တွေကိုကျော်လွန်သွားတာမျိုးဖြစ်တတ်တယ်ဥပမာကိုနဲ့ဗတ်မတူတဲ့အထဲကအခွင့်ထူးခံတွေကအမျိုးသမီးတယောက်မရင်းကျင့်ခံရတယ်ဆိုဝမ်းသာတဲ့စိတ်တော့ဖြစ်တာပါပဲသို့တော့ကျူးလွန်ခံရသူကိုသွားလှောင်ပြောင်တဲ့အထိဒါမျိုးလောက်ခံရတာဖြစ်တဲ့နယ်ဆိုတာမျိုးအားပေးတဲ့အထိမပြောမိတော့ဘူးပေါ့ပုံမှန်အားဖြင့်ဒီလိုစိတ်ကိုကင်တွယ်နိုင်ဖို့အတွက်ကတော့နံပါတ်1တတိအရေးကြီးပါတယ်ဒါမျိုးဝမ်းသာတဲ့စိတ်ပေါ်လာရင်ပေါ်နေမှန်းသိရမယ်ဒါမှဆိုရတွေမပြောမိမလုံးမိအောင်စင်ကြင်နိုင်မှာဖြစ်တယ်နံပါတ်2
ဘတ်မတူသူတွေအပေါ်လေးစားမှုထားဖို့လိုမယ်လူမျိုးဘာသာယဉ်ကျေးမှုလိင်စိတ်တိမ်ညွတ်မှုအသားအယောင်စသဖြင့်မတူကွဲပြားတဲ့အလှတရားတွေပေါင်းစပ်ထားတာမဟုတ်လားဒါကိုလက်ခံတတ်ဖို့လိုမယ်ကို့အစုအဖွဲ့ကိုပဲမှန်တယ်ကောင်းတယ်ထင်သွားတဲ့အခါအစွန်းရောက်ဆိုတဲ့ဘက်ကိုရောက်သွားတော့တာပဲနံပါတ်3မနာလို့စိတ်လိုပဲဒီစိတ်ကလည်း self esteem အနေအမြင့်နဲ့အကြီးအကျယ်ဆက်နွယ်နေတယ်ဒါကြောင့်ကိုလေးစားမှုမြင့်မားအောင်ပြောဆိုနေထိုင်ရမယ်ကြိုးစားအားထုတ်ရမယ်နံပါတ်4အတ္တမာနတွေလျှော့ဖို့လိုမယ်ကိုလေးစားမှုကြဆင်းနေရင်လေမနာလိုဖြစ်တတ်တယ်လို့ညှင့်လွန်းနေရင်လေမနာလိုစိတ်ဖြစ်တတ်တယ်သူ့ထက်နည်းနည်းသာသွားရင်ကိုမကြိုက်တော့ဘူးကိုဒါကြောင့် pride ဟာလေခုပြောတဲ့ Schadenfreude နဲ့ဆက်နွယ်နေပါတယ်နံပါတ်5ကိုချင်းစာတရားမုရိဒာတရားတွေအားကောင်းလာအောင်ပြိုးထောင်ရမယ် Empathy isn't always an automatic reflex ကိုချင်းစာစိတ်ဆိုတာသူ့အလိုလိုပေါ်လာတဲ့တုံ့ပြန်မှုမဟုတ်ဘူးတဲ့ဒါကြောင့်တေချာလေ့ကျင့်ယူရပါတယ်ခေတ်ကာလအရာဖြစ်နေကြတာမှန်ပေမဲ့သဘောတဘာဝအရာမကောင်းတဲ့စိတ်ဆိုတာလည်းအသေးအချာပါပဲဒီအတွက်တတိနဲ့ဆင်ခြင်ပြီးနေနိုင်ကြမယ်ဆိုအကောင်းဆုံးဖြစ်မယ်ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်